ယဟန္တာပုဂ္ဂိုလ်တွေလည်းညအချိန်ဆက်တာတွေရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပြီလေညအခါမှာ2 နာရီလောက်ချိန်ဆက်မှုရှိတယ်ဘာဖြစ်လို့လဲအဲ့ဒါကြတော့ physical body လို့ခေါ်တဲ့ရုပ်ခန္ဓာကိုယ်ရဲ့ညောင်းညာမှုအဲ့ဒီညောင်းညာမှုကြောင့်အိတ်ချင်မှုဖြစ်လာဌိနမိတ်ကြောင့်ဖြစ်တာမဟုတ်ဘူးလို့တချို့သစ်ပင်တွေတောင်မှပဲကုတ်ကိုပင်တို့လိုအပင်မျိုးတွေညနေပိုင်းရောက်လာလို့ရှိရင်အရွက်ကလေးတွေကုတ်ပြီးတော့လူတွေကတော့ကုတ်ကိုပင်အိတ်တယ်လို့ပြောကြတာအဲ့တော့တတ်မဲ့သစ်ပင်တွေတောင်မှပဲအိတ်တယ်ဆိုတော့ယန္တာတွေအိတ်တယ်ဆိုတဲ့သဘောဟာ physical body ညောင်းညာမှုကြောင့်အိတ်ချင်မှုဖြစ်လာတယ်ပုရုဇဉ်တွေအိတ်ချင်မှုဖြစ်တာကြတော့ခုနကဌိနမိတ်ကြောင့်လည်းဖြစ်တယ်physical body ကြောင့်လည်းဖြစ်တယ်တခုတည်းကြောင့်မဟုတ်ပုရုဇဉ်တွေကြတော့စိတ်ပိုင်းဆိုင်ရာပါလာတယ်ပေါ့အဲ့ဒါလိုနားလည်ရမှာကမ္မထာအလုပ်အားထုတ်ပြီဆိုလို့ရှိရင်ဟောဒီဌိနမိတ်ဆိုတဲ့အကုသိုလ်စေတသိက်တွေစိတ်ရဲ့အငြိကြီးတွေဟာဝင်ရောက်ပြီးတော့နှောင့်ယှက်လာတတ်တယ်အရိယာပုဂ္ဂိုလ်တွေယဟန္တာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေတောင်မှဒါနှောင့်ယှက်လာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာတခုကရှင်မောက္ကလံမထေရတရားအထုတ်နေတာနဲ့ပတ်သက်ပြီးတော့အိမ်ငိုက်မှုတွေဖြစ်ပေါ်လာခဲ့ဘူးတယ်ထင်ထင်ရှားရှားအားလုံးသိကြတဲ့အတိုင်းရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့ဆိုတာအမှန်တမ်းယဉ်နှီးတဲ့တငယ်ချင်းတွေရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတ္တိတရှင်မောက္ကလံရဲ့နာမည်ကကောလိတတငယ်ချင်း2 ယောက်တငယ်ချင်း2 ယောက်တရားရှာရင်းကနေဘယ်ဘာသာဘယ်ခိုင်းနဲ့ရောက်သွားတော့ဆိုပရပိုက်ခိုင်းနဲ့ရောက်သွားသူတို့ဆရာကြီးကသင်္ဆေယပိလထဗုဒ္ဓလို့ခေါ်မြန်မာစာပေမှာသိန်းစည်းဆရာကြီးလို့ရေးသင်္ဆေယဆိုတဲ့ဆရာကြီးကဘာဝါဒမှာရေးရပြောနိုင်တာမဟုတ်ဘူးအလုံးကိုညှင်းပယ်တဲ့ဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်အဲ့ဒီဆရာကြီးရဲ့တပည့်အဖြစ်ခံယူပြီးတော့သူသင်ကြားတဲ့တရားဓမ္မတွေကိုသင်ယူတဲ့အခါမှာဘာမှအနှစ်သာရမရှိဘူးဆိုတာသူတို့သိတာအဲ့ဒါနဲ့တရားဓမ္မဆက်လက်ရှာဖွေတဲ့အခါကျတော့ပိဿဝဂ္ဂိ5 ပါးထဲမှာအပါဝင်ဖြစ်တဲ့ရှင်အတ္တစီဟာသာသနာပြုခရီးကနေပြန်ပြီးတော့ရာဇဂိုပြည်ပြန်ရောက်လာတဲ့အချိန်မှာဥပဒိတပရပိုက်လို့ခေါ်တဲ့ရှင်သာရိပုတ္တရာအလောင်းနဲ့သွားတွေ့တယ်ရှင်အတ္တစီမြင်လိုက်တာနဲ့ပဲဒီရာထိုင်တာသွားတာလာတာကြည့်ပြီးတော့လူတွေကအကဲခတ်တယ်ဒါရုပ်ကိုအကဲခတ်တဲ့ပညာရဟာလည်းပဲစဉ်းစားဉာဏ်ရှိသူတိုင်းမှာရှိတတ်တယ်ပေါ့ပုဂ္ဂိုလ်တူတယောက်ကိုမြင်လိုက်တဲ့အခါမှာသွားတာလာတာနေတာထိုင်တာစားတာမျက်နှာအမူအရာကစပြီးတော့ထိုပုဂ္ဂိုလ်ရဲ့စိတ်နဲ့သဘောထားကိုအကဲခတ်လို့ရတယ်ဒီသေးချာချာလေးလာကြည့်လို့ရှိရင်တာမန်မှာအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်တော့လူတိုင်းအကဲခတ်လို့ရတာတော့ဒီလူဟာစိတ်ဆိုးနေတာလားဒီလူဟာစိတ်ကြည်နေတာလားတော့အကဲခတ်လို့ရတာပေါ့နော်စိတ်ဆိုးနေတယ်ဆိုရင်မျက်နှာကြောတင်းဟုတ်ကဲ့မျက်နှာကြောတင်းနေတယ်မျက်နှာကြီးစူပေါက်နေတယ်ဟုတ်တယ်စိတ်ဆိုးနေတယ်ဆိုတာအကဲခတ်လို့ရတယ်တမာအဖြစ်တော့အကဲခတ်လို့မရဘူးအကဲခတ်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေကြတော့ပုဂ္ဂိုလ်တူတယောက်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့စိတ်အတွင်းကိုလှမ်းမြင်ရတယ်လို့ပဲရှင်သာရိပုတ္တရာရဲ့အလောင်းရှင်ဥပဒိတပရပိုက်ကြီးကရှင်အတ္တစီကိုမြင်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ရဲ့အိန္ဒြေတွေကြည့်လိုက်တာအမတန်မှငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ပဲတရားဥတရားမြတ်တော့ရှိလောက်တယ်သူ့ရဲ့နှလုံးသားဟာအေးချမ်းနေတဲ့နှလုံးသားပဲဆိုတာကိုအကဲခတ်ပြီးတော့ထိုပုဂ္ဂိုလ်သိတဲ့တရားသိဖို့တဲ့ချင်းကပ်ပြီးတော့မေးမြန်းစုံစမ်းတဲ့အခါမှာရှင်အတ္တစီကသစ္စာ 4 ပါးကိုအတူချုပ်ပြောပြတယ်အဲ့ဒါလို့အတူချုပ်ပြောပြလိုက်တာနဲ့ပဲသာရိပုတ္တရာအလောင်းဥပဒိတပရပိုက်ဟာသောတာပန်ဖြစ်သွားဓမ္မစက္ခုလို့ခေါ်တယ်တရားကိုသိမြင်တဲ့အသိဉာဏ်တစ်ခုရရှိလာသူကနေတဆင့်ထပ်ပြီးတော့ဖောက်တယ်ချတာနဲ့
ရှင်မောကလန်အလောင်းကောလိတပလပိုက်ဟာလည်းပဲဓမ္မစက္ခုလို့ခေါ်တဲ့သောတပတ္တိမဉ္ဇဉ်ကိုရရှိပြီးတော့သွားတယ်ပေါ့သူတို့နှစ်ဦးသောတပန်ဖြစ်သွားကြတယ်ဖြစ်သွားတာနဲ့တပြိုင်နက်မြတ်စွာဘုရားစီကိုသွားကြတယ်ဘုရားစီရောက်တဲ့အခါကျတော့ယဟန်ဖြစ်တယ်ဆိုပါစို့သောတပန်ဖြစ်ပြီးမှယဟန်ဖြစ်ကြတာသူတို့ယဟန်ပြုကြတယ်ယဟန်ပြုပြီးမြတ်စွာဘုရားထံကကမ္မထမ်းတွေကိုယူပြီးတော့တရားထုတ်ကြတယ်ကောလိတပရပိုက်ကိုသာသနာပေါင်းရောက်လာတဲ့အခါကျတော့အနွယ်ရဲ့နာမည်နဲ့မောက္ကလဏရှင်မောက္ကလန်လို့ခေါ်လာကြတယ်ပေါ့ဥပဒိတပရပိုက်ကိုတော့သာသနာပေါင်းဝင်လာတဲ့အချိန်ကစပြီးမေတော်ရဲ့နာမည်ကိုဆွဲပြုပြီးသာရိပုတ္တလို့ခေါ်လာကြတယ်ပေါ့လေးစားတဲ့အနေနဲ့ခေါ်လာကြတယ်အဲ့တော့ဒီနေရာမှာသောတပန်ဘဝရရှိထားတဲ့ရှင်မောက္ကလန်ဟာမြတ်စွာဘုရားစီကတရားဓမ္မကိုယူတယ်တရားဓမ္မယူပြီးတော့တရားထုတ်တာဘယ်မှာအာထုတ်တုံးဆိုမေကရတိုင်းထဲကကံလဝါလပုတ္တလို့ခေါ်တဲ့ရွာတရွာမှာတရားထုတ်အဲ့ဒီရွာနာကတောချောင်းမှာတရားထုတ်တယ်ပေါ့သောတပန်ဖြစ်ပြီးတော့ဆက်ပြီးတော့သူတရားထုတ်တာအဲ့ဒီလိုတရားထုတ်တဲ့အခါမှာဘာတွေအခက်ခဲတွေ့နေတော့ဆိုလို့ရှိရင်ခုနပြောရတဲ့အိတ်ငိုက်တာအကြီးအကျယ်အိတ်ငိုက်တာနှိပ်စက်ခံရှင်မောက္ကလန်ဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတဲ့အခါမှာအိတ်ငိုက်တယ်အဲ့ဒီလိုအိတ်ငိုက်နေတာတရားထိုင်ရင်အိတ်ငိုက်နေတာကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကဘက္ခတိုင်းတုတုမာရခိလဗေဒကလတောမှာသတင်းသုံးနေရာကနေဒိဗ္ဗစက္ခုနဲ့မြင်လိုက်တာနဲ့ချက်ချင်းပဲရှင်မောက္ကလန်စီရောက်လာသကိုးတော်နဲ့ရှင်းတော့ကယဟန်တွေကတရားအထုတ်တဲ့အခါမှာမိမိတို့တရားအထုတ်တဲ့အနီးပါးမှာမြတ်စွာဘုရားကြွလာရင်သတင်းသုံးဖို့ဆိုပြီးတော့နေရာလေးတွေအစင်းနဲ့ပြင်ဆင်ပြီးတော့ခင်းကျင်းထားလေးရှိကြတယ်သူအတိုင်းတာလိုက်ပေါ့ရှင်မောက္ကလန်လည်းတရားထုတ်တဲ့အခါဘုရားထိုင်ဖို့နေရာလေးကိုဘေးနားမှာတနေရာမှာအမြင့်မြတ်တဲ့နေရာလေးတစ်ခုမှာခင်းပြီးတော့သူတရားထုတ်တယ်သူငိုက်နေတဲ့အချိန်မှာမြတ်စွာဘုရားရုတ်တရက်ဘွားကနေဆိုရောက်လာပြီးတော့ဟေးမောက္ကလန်ငိုက်နေလားမြတ်စွာဘုရားကမေးငိုက်နေသလားဆိုပြီးတော့မြတ်စွာဘုရားကကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေငိုက်ရင်ဘာလုပ်ရမလဲဆိုတာရှင်မောက္ကလန်ကိုနီလန်းပေးသွားတာပေါ့ငိုက်လို့ရှိရင်အငိုက်ဖြောက်တဲ့နီး9သွဲနီလန်း9သွဲဒီသုတ်တံမှာမြတ်စွာဘုရားဟောသွားပသလာယနသုတ်တံပသလာယနဆိုတာအိတ်ငိုက်တယ်အဓိပ္ပာယ်ခေါင်းတဆက်ဆက်နဲ့ရင်းထိုးနေတဲ့အိတ်ငိုက်မှုမျိုးမြတ်စွာဘုရားကဟောတယ်ဆိုပါစို့ကမ္မထာအားထုတ်တဲ့ပုဂ္ဂိုလ်ကအာနာပါနလုပ်တယ်အာနာပါနကမ္မထာအားထုတ်နေတယ်အဲ့ဒီအားထုတ်တဲ့အချိန်မှာတအားအိတ်ချင်လာတယ်ဆိုရင်အဲ့ဒီကမ္မထာကိုစွန့်လိုက်တခြားနည်းပြောင်းအားထုတ်ရမယ်ဒီလိုပြောတယ်အိတ်ငိုက်တဲ့အမှတ်တင်ညာမျိုးဖယ်ရှားပြရမယ်တဲ့နံပါတ်1ကဒီတရားကိုနှလုံးသွင်းလို့အိတ်ငိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအိတ်ငိုက်စေတတ်တဲ့အမှတ်တင်ညာတရားမျိုးကိုဖယ်ရှားလိုက်ပါတဲ့ဖယ်ရှားပြီးတော့အာယုံတစ်မျိုးပြောင်းပြီးတော့ရှုပါတဲ့အဲ့ဒီလိုရှုလို့မှအိတ်ငိုက်မပြေသေးဘူးဆိုရင်နောက်ထပ်တစ်ခုဆင့်ပြီးတော့လောက်ရမှာပါတော့ဆိုရင်ကိုရထားတဲ့အာဂုံဆောင်ထားတဲ့နှုတ်တဲ့ရထားတဲ့တရားဓမ္မတွေသင်ထားတဲ့တရားဓမ္မတွေကိုစိတ်ထဲကနေတွေးပါတဲ့သူကပဲပရိတ်ကြီးရရင်ပရိတ်ကြီးတွေတွေးပေါ့နှုတ်ကထုတ်ရွတ်တာမဟုတ်ဘူးစိတ်ကနေပြီးတော့စိတ်နဲ့ကြံတွေးပြီးတော့ကျွတ်ဆိုနေတယ်အဲ့ဒါလို့ဆိုလို့ရှိရင်အိမ်ငိုက်မှုဟာပျောက်သွားနိုင်တယ်
ရတဲ့စာတွေတွေးနေတာတောင်မှအိမ်ငိုက်မှုကမပြောက်ဘူးအိတ်ချင်တုံးပဲဆိုလို့ရှိရင်ကိုနှုတ်တဲ့အာကုံဆောင်ထားတဲ့စာတွေကိုရွတ်ဖတ်တဲ့ဆယ်လိုက်ပါတဲ့နော်ဒီတော့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရွတ်ဖတ်တဲ့ဆယ်လိုက်အတန်ထုတ်ပြီးတော့အဲ့ဒါလို့ရွတ်ဖတ်တဲ့ဆယ်ပြီးလို့ရှိရင်အိမ်ငိုက်မှုကပျောက်သွားနိုင်တယ်ကဲမပျောက်ဘူးဆိုရင်ဘာဆက်လုပ်ဖို့လိုတော့ဆိုတော့မပျောက်ဘူးဆိုလို့ရှိရင်ကိုယ်နဲ့ရွက်ကိုပူသွားအောင်ဆွဲတယ်လက်တွေခန္ဓာကိုယ်တွေကိုတစ်ကိုယ်လုံးလက်နဲ့ပုတ်တတ်တယ်အညောင်းအညာတွေဖြေးနှရွက်ဆွဲနော်နှရွက်ဆွဲတစ်ကိုယ်လုံးပုတ်တတ်အဲ့ဒါလိုလှုပ်လိုက်လို့ရှိရင်လည်းပဲလူဟာလမ်းဆန်းပြီးတော့အိတ်ချင်ပြေသွားနိုင်တယ်ပေါ့ကဲအဲ့ဒါလိုလုံးမမပြေဘူးဆိုလို့ရှိရင်ဘာလို့အောင်မျက်နှာသစ်မျက်လုံးကိုရေစွတ်တယ်ဒါမြတ်စွာဘုရားပေးတဲ့နည်းတွေမျက်လုံးကိုရေစွတ်ပြီးတော့ကမ္မထာကြောင့်တွေကထွက်ကောင်းကင်ကိုကြည့်နက္ခတ်တွေရှိနက္ခတ်ကြည့်လားရှိလားကြည့်ပေါ့ကောင်းကင်တွေမောကြည့်ဟိုကြည့်ဒီကြည့်အရမျက်နှာတွေကိုကြည့်လေကောင်းလေသန်းကိုရှုအရမျက်နှာတွေကိုမောကြည့်လိုက်တဲ့အခါအိတ်ချင်ပြေသွားနိုင်တယ်ပေါ့အဲ့ဒီအိတ်ချင်ပြေမှတရားကိုဆက်အားထုတ်ကမရဘူးဆက်ပြီးတော့အိတ်ချင်နေသေးတယ်ဆိုလို့ရှိရင်အာလောကတင်ညာဆိုတဲ့အလင်းရောင်ကိုဖြစ်ပေါ်စေတတ်တဲ့အာလောကတင်ညာအလင်းကိုနှလုံးသွင်းရမယ်အမှောင်ထဲမှာမနေနဲ့အလင်းထဲမှာနေအာလောကတင်ညာနှလုံးသွင်းပြီးတော့ညကိုပဲနေလို့စိတ်ထဲကထားအလင်းရောင်ကြီးထဲမှာနေလို့စိတ်ထဲကနှလုံးသွင်းပြီးတော့မောင်းနေတယ်ဆိုတာကိုမေ့ထားလိုက်လင်းနေတယ်ဆိုတာကိုနှလုံးသွင်းတယ်အဲ့ဒါလိုနှလုံးသွင်းအထုတ်လိုက်မယ်ဆိုလို့ရှိရင်အိတ်ချင်တာတွေငိုက်မြည်တာတွေအိတ်ငိုက်တာတွေပျောက်သွားနိုင်ပါတယ်တဲ့အဲ့ဒါလိုမှမပျောက်သေးဘူးဆိုလို့ရှိရင်တော့ဈဉ္ဉံလမ်းလေးကိုတတ်မှတ်ပြီးတော့ဈဉ္ဉံလျှောက်တဲ့တတ္တာတို့ဝီရိယတို့တတိတို့တမာရီတို့ပညာဆိုတဲ့ဣန္ဒြေစွမ်းအားတွေကိုထိန်းချုပ်ထားပြီးတော့ဈဉ္ဉံလျှောက်လိုက်ပါတဲ့အဲ့ဒီလိုဈဉ္ဉံလျှောက်တာတောင်အိတ်ချင်ကမပြေသေးဘူးဆိုရင်တော့ဘာလို့ရမလို့ဆိုအိတ်လိုက်တော့တဲ့အိတ်ချတာနောက်ဆုံးကြတာဟုတ်လားအိတ်ချင်မပြေအိတ်ရတယ်မြတ်စွာဘုရားကနီလန်း9သွဲကိုပေးထားတာမရဘူးဆိုလို့ရှိရင်အိတ်တယ်အိတ်ထာကလည်းပဲစနစ်တကျအိတ်ရမယ်ဘယ်လိုစနစ်တကျအိတ်ရမယ်တော့ဆိုရင်လက်ရဘက်ကိုစောင်းအိတ်တဲ့အခါမှာလက်ဝဲဘက်ကိုစောင်းမအိတ်ရဘူးတဲ့လက်ရဘက်ကိုစောင်းအိတ်လက်ရဘက်စောင်းအိတ်ခြေထောက်နှစ်ခုထပ်ထားတဲ့အခါမှာခြေမျက်စိချင်းမထိစေနဲ့တဲ့ထိလို့ရှိရင်အယိုးချင်းထိသည့်အတွက်ကြောင့်နာကျင်မှုဖြစ်လာတတ်တယ်ဒါကြောင့်မို့လို့ခတ်လွဲလေးဖယ်ထားကြည့်နော်ပါရိပါရံအိစ္ဆာရယအိပ်ပုံအိတ်နည်းကိုမြတ်စွာဘုရားလမ်းညွှန်ပြတာပကိုးရောက်လို့ရှိရင်ရွှေသားလျောင်းဖះကိုသွားပြီးတော့ဖူးကြည့်ခြေဝါးနှစ်ခုဟာတညီတည်းထားလို့ရှိရင်စာနဲ့မညီဘူးခြေပွားတစ်ခုဟာခြေထောက်ကတစ်ဖက်ကအတူတစ်ဖက်ကအရှည်ထားပြီးတော့ခြေမျက်စိချင်းမထိအောင်ထားတယ်လို့ဆိုရွှေသားလျောင်းဖះတွေမှာစနစ်တကျထုလို့ရှိရင်တော့အောက်ခြေထောက်ကရှည်ပြီးတော့အပေါ်ခြေထောက်ကဒူးလေးကွေးထားတဲ့အခါခြေမျက်စိချင်းမထိဘူးပေါ့ဒါစာနဲ့အညီလက်ရခြေပေါ်မှာလက်ဝဲခြေထောက်ကလေးတင်ပြီးတော့ဥဋ္ဌာဏတင်ညာမနတိကတ္တဝါတဲ့ဘယ်ချိန်ထမယ်ဆိုတာအမှတ်တင်ညာလေးထားပြီးတော့အိပ်ပါတဲ့ဟောမြတ်စွာဘုရားအိပ်ခိုင်းလိုက်တယ်ဘာသွားတတိယတော့ဆိုတော့ driver license အကြောင်းရေးထားတဲ့စာအုပ်လေးတော့အမေရိကမှာနေတော့ stop ဆိုတဲ့စာအုပ်လေး driver license driving ကားမောင်းတင်တန်းတက်မဲ့ပုဂ္ဂိုလ်တိုင်းအဲ့ဒီစာအုပ်ကိုကြည့်အောင်ဖတ်ပြီးလို့ရှိရင် तू ကမိခွန်းတွေဖြေရတယ်ပေါ့အဲ့ဒီထဲမှာ तू ကမိခွန်းရဲ့အဖြေတွေပေးထားတာဘယ်လိုပေးထားတော့ဆိုလို့ရှိရင်အဖြေ3-4မျိုးပေးထားတာကားမောင်းရင်အိတ်ချင်ရင်ဘာလုပ်ရမလဲကားမောင်းရင်အိတ်ချင်လာလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့အချိန်မှာအဖြေတစ်ခုကဘာတော့ဆိုရင်ကားမောင်းရင်အိတ်ချင်လာလို့ရှိရင်တဲ့
ကော်ဖီတောက်ဆက်မောင်းဒါတစ်ခုခုနလိုအိတ်ချင်ပြေတဲ့နီးလန်းတွေတချင်းဖွင့်ဆက်မောင်းစသဖြင့်ပေါ့လေတချင်းနားထောင်ပြီးတော့ဆက်မောင်းတယ်အဲ့ဒါလို့အဖြေ၃-၄မျိုးပေးထားပြီးတော့နောက်ဆုံးအဖြေကဘာတော့ဆိုလို့ရှိရင်အိတ်ဆက်အပန်းဖြေပြီးမှဆက်မောင်းဒီလိုအဖြေ၃-၄မျိုးထုတ်ထားတယ်အဲ့ဒီအဖြေ၃-၄မျိုးထုတ်ထားတဲ့တည်းမှာကော်ဖီတောက်ပြီးဆက်မောင်းဆိုတဲ့အဖြေကအမှန်မဟုတ်ဘူးတဲ့မှားတယ်တချင်းဖွင့်ဆက်မောင်းဆိုလည်းမှားတယ်ဘာလို့အောင်မှာတော့အိတ်ချင်လို့